အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်အကြောင်းအရာလေးကတော့စာရေးဆရာစိတ်ညီရေးသားထားတဲ့ Peace စာအုပ်ထဲကကမ္ဘာပေါ်မှာအကောင်းဆုံးအရာဆိုတဲ့အပိုင်းလေးပဲဖြစ်ပါတယ်ကိုစိတ်ကြည်နက်မှုမရှိသလိုခံစားနေရတဲ့အချိန်တိုင်းမှာဒီစာသားလေးတွေကခွန်အားဖြစ်စေမှာပါဘလို့အတိတ်ပဲလေးတွေပါဝင်မလဲဆိုတာအတူတူနားဆင်ကြည့်ရအောင်ဗျာမနေ့ကညစာသွားစားတဲ့ဆိုင်ကဝိတ်တာညီလေးတယောက်ကမေးတယ်အကိုကဘာမှာအကောင်းဆုံးကားကဘာကားလဲတဲ့အကိုကားပဲညီလေးဆိုတော့ဘဲကားလဲတဲ့အဲ့ဒါနဲ့ရက်ထားတဲ့အာတီကာလေးကိုလက်ညှိုးထိုးပြလိုက်တယ်ဟာအကိုဟာအာတီကာကြီးလေးတဲ့ဘနူလို့ကဘာအကောင်းဆုံးကားဖြစ်မှာလဲတဲ့လမ်ဘော်ဂီနီတို့ဖရာရီတို့ကကဘာအကောင်းဆုံးကားတွေမဟုတ်ဘူးလားတဲ့အာတီကာတော့မဟုတ်တော့ပါဘူးတဲ့ကျွန်တော်သူ့မေခွန်းကိုထပ်မချေပေးပဲနဲ့သူ့ကိုမေခွန်းတစ်ခုပြန်မေးလိုက်တယ်ကဘာပေါ်မှာအကောင်းဆုံးအင်ကြီးမြင်ဘူးလားလို့မေးတော့မမြင်ဘူးတဲ့ဒီအင်ကြီးပဲလို့ပြောတော့သူကမေးတယ်ဘယ်လောက်ပေးရလဲတဲ့ဗတ်တရားညီလိတော့မြန်မာငွေနဲ့ဆို8000ကျပ်လို့ဒါပေမဲ့ကဘာပေါ်မှာအကောင်းဆုံးပဲဆိုတော့မျက်နာကရဲသွားတယ်ဒီဘက်ကြီးငါကိုမလာစားနေလေထင်သွားပုံရတယ်ကျွန်တော်သူ့ကိုထပ်မေးတယ်ကဘာပေါ်မှာအကောင်းဆုံးဖုံးကောညီလိသိလားမသိဘူးတဲ့အကုတ်ဖုံးလာတဲ့ပြောပြီးရဲနေတယ်အေးမင်းတော်တော့ရှိထားပဲဒါပေမဲ့မဟုတ်ဘူးလို့ပြောလိုက်တယ်ညီလေးလက်မပတ်ထားတဲ့နိုင်လေးကဘလောက်ပေးရလဲဆိုတော့6000နဲ့ဝယ်ထားတာ2နှစ်ရှိပြီတဲ့အေးအဲ့ဒါကဘာပေါ်မှာအကောင်းဆုံးနိုင်ပဲလို့ဘာဖြစ်လို့လဲဆိုတော့မင်းပိုင်ဆိုင်ထားပြီးမင်းလက်မှာစင်ကြော်ရှောက်နေလို့ညီလေးကတော့တယောက်ကိုတဲလာသလိုပဲထင်နေတော့အေးအဲ့ဒါကဘာပေါ်မှာအကောင်းဆုံးပဲဘာလို့လဲဆိုတော့ဩစတြေးလျမှာရှိနေတဲ့မင်းမရှိတဲ့နိုင်ပေါ်မှာခြေတော့ရှိလို့လားညီလေးစီးထားတဲ့ဖနက်ကောဘလောက်လဲဆိုတော့6000နဲ့ဈေးဆူဖနက်တဲ့ဝယ်ထားတာတစ်နှစ်အေးအဲ့ဒါလဲကဘာပေါ်မှာအကောင်းဆုံးဖနက်ပဲဘာလို့လဲဆိုတော့မင်းချတော့တဲ့ရှိနေလို့မင်းပိုင်ဆိုင်နေလို့ပြောလိုက်တော့ကောင်းလေးကစက်ခနဲ့ကြားသွားတယ်သဘောပေါက်သွားပြီလားကျွန်တော်ရဲ့ငင်းငယ်ကျွန်တော်ကိုမောကြည့်တဲ့အခါမျက်လုံးထဲမှာပိတ်လောင်ထားတဲ့မိုင်မာနာတွေမရှိတော့ဘူးကျေးဇူးတင်ပါတယ်ဗျာတဲ့ကျွန်တော်တို့မှာရှိတဲ့ပြဿနာတွေကရင်နိုင်မှုတွေကြောင့်တန်ဖိုးမထားပဲမမြင်နိုင်တဲ့အရာတွေကိုပဲတန်းတာနေတတ်တာကိုအခုစီးထားတဲ့ကားကိုသုံးနေတဲ့ဖုန်းကိုပိုင်ထားတဲ့အင်ဂျီနဲ့ဖနက်ကိုစီးထားတဲ့ဖနက်ကိုပိုင်ဆိုင်ထားတဲ့အရာတွေပေါ်မှာအတိရှိဖို့လိုတယ်ကိုပိုင်ဆိုင်ထားတာကိုဂုံယူတက်ဖို့လိုတာဖြစ်တယ်လို့အတိရှိဖို့လည်းကြိုးစားကြတာပေါ့ကိုပိုင်ဆိုင်ထားတဲ့အရာတွေပေါ်မှာအတိရှိဖို့ဆိုတာကကိုပိုင်ဆိုင်တာကိုမသိတာလားလို့မေးလိုက်ရင်တော့သိတာပေါ့လို့အားမကြခံဖြေပါလိမ့်မယ်ကိုပိုင်ဆိုင်နေတဲ့ဖုန်းကလေးထက်ပိုကောင်းတဲ့ဖုန်းပိုကြိုက်နေတဲ့ဖုန်းကိုမြင်နေရတယ်တန့်တာနေတယ်ဆိုရင်ကိုပိုင်ဆိုင်နေတဲ့လက်ရှိအသုံးဆောင်ကိုနှိမ်ချအဆင့်တတ်မှတ်တတ်တာအဆင့်တိုင်းမှာရှိနေတယ်ဒုက္ခတိုင်းမှာရှိနေပါတယ်ပိုကောင်းတာကိုလိုချင်တာပဲလိုချင်တာပေါ့လို့တိနေုံနဲ့တင်မလုံလောက်ပါဘူးပိုကောင်းတာတဲ့ပိုကောင်းနေတဲ့အရာကိုဘယ်နှုံးနဲ့တိုင်းမလဲပိုကောင်းတယ်ဆိုလို့ထပ်ရခဲ့အောင်တော့အဲ့ဒီအရာတဲ့ပိုကောင်းတာတွေကများလို့ပြီးဆုံးသွားမှာမဟုတ်ဘူးစိတ်ထဲမှာတော့အမြဲတမ်းပြာရခတ်နေတဲ့တန်ရိုးမထားမိတဲ့ဘဝထဲမှာပဲဖြစ်နေမှာပဲဒါကိုသတိမထားမိတဲ့အခါပိုင်ဆိုင်ခဲ့တဲ့အရာတွေဟာဆုံးရှုံးသွားတဲ့အခါမျိုးမှာလဲနှမျောတက်ပြိုမှာပြီပိုကောင်းတဲ့အရာတွေကိုမျှော်လင့်တာမမားပြီမဲ့လက်ရှိအရာတွေပေါ်မှာတန်ဖိုးထားတတ်တဲ့စိတ်ဓာတ်မျိုးရှိရမယ်ကဘာပေါ်မှာအကောင်းဆုံးကားကတင်စီးနေတဲ့ကားပါကဘာပေါ်မှာအကောင်းဆုံးဖုံးကတင်ကိုင်းနေတဲ့ဖုံးပါကဘာပေါ်မှာအကောင်းဆုံးဖနက်ကတင်စီးနေတဲ့ဖနက်ပါကဘာပေါ်မှာအကောင်းဆုံးမိသားစုကတင့်မိသားစုပါတင်ပိုင်ဆိုင်သမျှဟာကဘာပေါ်မှာအကောင်းဆုံးပါပဲဆိုတာတတိပြုဆင်ခြင်နိုင်ပါစေဟုတ်ကဲ့ပါအခုဖတ်ပြသွားတဲ့စာစုလေးကိုနားထောင်ပြီးတဲ့နောက်မှာတခုခုကိုတတိပြုသွားကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့ကတကယ်တော့လက်လန်းမမီတဲ့အရာတွေကိုငေးမောရင်ကိုယ့်လက်ထဲမှာရှိနေတဲ့တန်ဖိုးရှိတဲ့အရာတွေကိုမေ့လျော့နေတတ်ကြတာပါတကယ်တော့ကမ္ဘာပေါ်မှာအကောင်းဆုံးအရာဆိုတာတခြားမှရှိနေတာမဟုတ်ပါဘူးကိုအခုစီးထားတဲ့ကားကိုအခုသုံးနေတဲ့ဖုန်းကိုအခုဝတ်ထားတဲ့အင်ဂျီနဲ့ဖနက်ပြီးတော့ကို့အနာမှာရှိနေတဲ့ကိုယ့်ရဲ့မိသားစုဒါတွေအားလုံးမှာကိုတောင်ပိုင်ဆိုင်ထားပြီးကိုယ့်အတွက်အသုံးဝင်နေသေးရတော့ကမ္ဘာပေါ်မှာအကောင်းဆုံးအရာတွေပဲဖြစ်ပါတယ်သူတစ်ပါးနဲ့ရင်တိုင်းပြီးစိတ်မချမ်းသာဖြစ်မယ်အစားကို့မှာရှိတာလေးကိုပဲတန်ဖိုးထားဂုံယူတောက်မယ်ဆိုရင်ပျော်ရွှင်မှုဆိုတာအဝေးကြီးမှာမဟုတ်တော့ပါဘူးအားလုံးပဲမိမိပိုင်ဆိုင်ထားတဲ့အရာတွေပေါ်မှာအသိရှိပြီးစိတ်အေးချမ်းမှုတွေကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်